အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဆိုလေးကတော့အိမ်နဲ့နီးပြီးတော့မရောက်ဖြစ်တယ်ပေါ့နော်ဒီပန်းချံလေးကိုသွားလဲပြပါရဲ့ဒီပန်းချံလေးကကြတော့မော်ချက်ပန်းချံလေးဖြစ်ပါရဲ့ပန်းချံကကြတော့အရန်ကိုကျယ်ဝန်းပြီးတော့ပေါ့နော်အရန်ကိုလှပတဲ့ဒီလိုမျိုးမြက်ခင်းစိမ့်လေးတွေလည်းရှိရပေါ့နော်ဒီမြက်ခင်းစိမ့်လေးတွေဆိုလို့ရှိရင်ကြည်ရတဲ့တင်ကိုအရန်ကိုလှပပြီးအေးချမ်းပါတယ်ဒီပန်းချံလေးမှာဆိုရင်ဒီလိုမျိုးလမ်းလျှောက်တဲ့သူလေ့ကျင့်ခန်းလုပ်တဲ့သူတွေအများကြီးနဲ့ပေါ့နော်ပြည့်နှက်နေပါရဲ့ရှင်။သပိန်လာစီရဲ့သူတွေလည်းအများကြီးရှိပါရဲ့ပန်းချံလေးကဘလောက်တော်အရန်ကိုကျယ်ဝန်းပါတယ်ဆိုလေးကအစုံတော့မရောက်ပါဘူးဒီဘက်မှာဆိုလို့ရှိရင်လည်းဒီလိုတစ်ပင်နေနဲ့ပေါ့နော်တစ်ပင်နေနဲ့တောင်ကုန်းလေးပုံစံလုပ်ထားတာလည်းအရန်ကိုကြည့်ရတဲ့သူတွေကစိတ်ကိုရှင်းစေရပေါ့နော်ဒါလေးမြင်လို့ရှိရင်ဆိုလေးရတယ်ဆိုလေးတို့ရွာအောင်တော့တတိယမိရပေါ့နော်အရန်လှပါရဲ့ဒီလိုလမ်းကျယ်ကြီးတွေလည်းရှိတဲ့အတွက်ပေါ့နော်ပြေးတဲ့သူတွေရောလမ်းလျှောက်တဲ့သူတွေရောပြီးတော့စပိန်လာစီးတဲ့သူတွေပြီးတော့အဲ့မှာပေါ့နော်တချင်းဆိုတဲ့သူတွေလည်းရှိပါရဲ့မနေ့ကတနင်္ဂနွေနေ့ဆိုလာတဲ့သူတွေလည်းအရန်များရပေါ့နော်ဒီလိုမျိုးလှပတဲ့ကံရည်ပြင်းလည်းရှိပါရဲ့ဆိုလေးကညနေပဲရောက်သွားတော့နေကြတဲ့အချိန်လေးဆိုတော့ပို့ပြီးတော့ရုပ်ထွက်ပို့ပြီးတော့ကြည်လင်ပါရဲ့ရှင်ဒါလေးကတော့ဘေးဘက်မှာရှိတယ်ဒီလိုပြောမယ်ဆိုရင်ကုန်းမြင့်လေးပေါ့နော်အကျယ်ကြီးပါဒါကြတော့ဒီဥစ္စာကြတော့ဟိုဘက်တစ်ဖက်မှာဆိုလို့ရှိရင်သူကဒီကြာပန်းပေါ့နော်ကြာပန်းရေကန်ရှည်ဒါကတော့ဆိုလေးနောက်မှပြီးရိုက်ပြပေးမယ်ပေါ့နော်အခုဒါမြက်ခင်းပြည့်အကျယ်ကြီးပါဒါလေးကိုမြင်ရတာဆိုလေးတစ်ခါသွားတဲ့10မိနစ်နောက်တော့တတိရတယ်ဒါလေးကတော့သူတို့ဒီပြောမယ်ဆိုရင်တရားဝါတရားလေးပေါ့နော်ကျိန်ဝါတရားလေးပါဒီဝါတရားလေးမှာဆိုလို့ရှိရင်လည်းလမ်းလျှောက်တဲ့သူတွေရှိရပေါ့နော်ဒါဆိုလေးသွားတဲ့အချိန်မှာတော့လမ်းလျှောက်တဲ့သူတွေရောမတွေ့ရဘူးဟိုဘက်မှာတော့ရှိရရှင်ဒီမှာဒီဝါတရားလေးဆိုလဲလေးလမ်းလျှောက်နေတဲ့သူ့ရဲ့ဘေးနားမှာဒီလိုမျိုးချောင်းလေးရှိတယ်ဒီဘက်မှာတော့ပြောပင်လေးလည်းရှိတယ်ဟောဒီမှာကျတော့ဆနာဆိုလေးပြောတယ်ဟိုကြာပန်းနေရှိရဲ့နေရာပေါ့နော်ကြာပန်းနေရှိရဲ့နေရာလေးထားတာပါဂျပန်နေရတော့အများကြီးပဲသူကလေတချို့နေရာတွေမှာဆိုလို့ရှိရင်တချို့ဂျပန်လေးတွေဆိုလို့ရှိရင်လေအရန်ကိုလှရဲပွင့်နေရပါတော့အဲဥစားကိုဆိုလေးကတခြားတော့မရိုက်လိုက်ရဘူးဘာဖြစ်လဲဆိုတော့ဆိုလေးသွားတဲ့ချိန်ကအရန်နောက်ကျနေပြီဆိုတော့ပေါ့နော်ဟိုပန်းညံကိုအစုံအောင်မလဲပတ်လိုက်ရအောင်ပေါ့နော်မူချုပ်သွားတဲ့အတွက်ဒါလေးကတော့ဂျပန်လေးရှိရဲ့နေရာပါပြီးတော့ဆိုလေးလမ်းမဘက်ကိုပြန်ထွက်ခဲ့ပါရဲ့ဒီဘက်လမ်းမတစ်ဖက်မှာဆိုလဲအဲ့လိုပဲလေ့ကျင့်ခန်းလုပ်တဲ့သူတွေပြေးတဲ့သူတွေတချို့ကြတော့သူတို့မိသားစုတွေကိုပေါ့နော်လာပြီးတော့စောက်ပေးနေရပါတော့အဲ့ခါကျတော့အခင်းတွေယူလာပြီးတော့ထိုင်ပြီးတော့သူတို့မုတ်စားရတယ်စကားတွေပြောကြရဲအဲ့လိုအပန်းလာဖြေရဲ့သူတွေလည်းရှိရပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒါကတော့ငငယ်တော့ဘော်ဒါတွေနဲ့တော့တွေ့ရပါငငယ်တော့ဘော်ဒါတွေကခုချိန်ကြီးစော့နေကြတော့မယ်သူကတော့ဒီလိုမျိုးအယုတ်ကလေးတွေလည်းရှိပါတယ်ဒီယုတ်ကလေးတွေလည်းဒီယုတ်ကလေးတွေလည်းဗီဒီယိုလေးရိုက်ခဲ့ပါတယ်ရှင်အဲ့နဲ့ဆိုလေးလမ်းမဘက်ကိုပြန်ထွက်တယ်ပေါ့နော်ဒီအကောင်ကလေအရန်ကြောက်ဖို့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအကောင်ကြီးလာတာဆိုလေးလုံးဝမတွေ့ဘူးဆိုလေးထိုင်ကုန်မှလာသူများတွေကအော်တော့မှအဲ့ဒီကောင်ကြီးကိုရှိတက်လာမှန်းဒီလိုအဲ့နဲ့ထွက်ပြေးပြီးတော့ပေါ့နော်သူ့ကိုတက်ကုန်ရိုက်ခဲ့ပါတယ်အကောင်ကြီးကလေရှာကြီးရှည်ကြီးကြောက်စရာကြီးဒါကြတော့မိုးချုပ်သွားပြီပေါ့နော်မိုးချုပ်သွားပြီဆိုတော့ဆိုလေးပြန်มาတော့မယ်အဲ့တော့ပြန်နေတဲ့လမ်းမှာပေါ့နော်ဒီပန်းညံရဲ့ညနေခင်းပေါ့နော်လူအများပြလာလေတဲ့ပုံကိုရိုက်ထားတာဖြစ်ပါတယ်ညနေထီသူကပန်းညံကကြတော့ည10:00နာရီမှပိတ်တာဒါပေမဲ့ဆိုလေးကတယောက်တည်းသွားတာဆိုမိုးလဲအရန်ချုပ်ပြီဆိုတော့ဆိုလေးဒီပန်းညံနေကနေပြီးတော့ပေါ့နော်ညနေ6:00နာရီလောက်ပေါ့နော်6:00နာရီတော့မဟုတ်ဘူးမနေ့ကတော့6:00နာရီခွဲလောက်ရှိမှဆိုလေးပြန်ထွက်လာတာပေါ့နော်ဒါကဒီဥစ္စာကတော့6:00နာရီကျော်မှရိုက်ထားတဲ့ပုံပေါ့နော်ဆိုလေးပြန်တော့မယ်ဖြစ်တဲ့အတွက်ပြန်တဲ့ထွက်ပေါက်ရှိုင်းနဲ့ပဲဒီဟာလေးတွေရိုက်ခဲ့ပါတယ်ဒါကတော့ဆိုလေးပြန်ပြီးပေါ့နော်ပြန်တော့လေကားတက်တာဒီဥစ္စာအမှန်တော့လေဒီလေကားတက်လာရဲဆိုတာဘာဖြစ်လို့လဲဆိုတော့ဆိုလေးလာတော့ကတွေးခဲ့ရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဆိုင်ကယ်ဘောကတွေ့ခဲ့အဲ့တရားပေါ့နော်အဲ့တရားကိုရှောက်ချင်လို့တမင်တက်ဒီဘက်ကနေပြီးတော့တက်လာတာပါဒါကတော့ तू ကဒီယထာစီးမဲ့သူတွေပေါ့နော်သွားလို့လည်းရတယ်ပြီးတော့ဟိုဘက်တစ်ဖက်မှာဆိုလို့ရှိရင် तू ကကားဂိတ်ရှိရပေါ့နော်
ကားဂိတ်ရှိရဲဆိုလျက်အဲ့နဲ့ဘာရှိမှန်းတော့မသိဘူးဒီတရားကိုလည်းရှောက်ချင်တာဖြစ်တဲ့အတွက်ပေါ့နော်တရားပေါ်ကနေလမ်းလျှောက်ခဲ့ပါတယ်လမ်းကလည်းတော်တော်လေးကိုရှောက်လိုက်ရပါတယ်ဘာဖြစ်လို့လဲဆိုတရားကလေအရန်ကိုရှည်တယ်ရှည်ရမှတော်တော်ရှည်တာသူကလေဒါမဲ့တရားပေါ်ကနေပြီးတော့ကြည့်ရတဲ့ပေါ့နော်ဒီကားလမ်းရှူခင်းလေးကလည်းအရန်ကိုလှပါတယ်ရှင်တရားပေါ်မှာလည်းဒီလိုမျိုးအိမ်ပြန်လမ်းလာလျှောက်တဲ့သူတွေပေါ့နော်အိမ်ပြန်ကြရဲပေါ့နော်အိမ်ပြန်ကြပါတယ်ဒါကတော့တရားအောက်ကနေရိုက်လာတာတော်တော်ရှည်တဲ့တရားကိုရှောက်လိုက်ရတာပေါ့နော်ညဘက်မှာလည်းဒီဘန်ကောက်မြို့ရဲ့အလားအရန်ကိုကြည့်လို့ကောင်းပါတယ်ရှင်သူကကားလမ်းနေကားသွားတဲ့လမ်းတွေဆိုလဲသူကလေဒီမှာ